ဆိုတာနဲ့ဟိုရန်တမ်းပြီးခုလာတဲ့ဆိုင်လေအခုဆိုရင်ဒါလေးပေါ်လာအရန်ကောင်းတယ်ကျတို့အိမ်တော့ဆိုရင်တော့ဟိုတကယ်ဟိုသွားပြီးစေးကိုပေါ်ပြအောင်စစ်အောင်အရန်လှုပ်ရှုပ်တာ အခုကမြန်မာနိုင်ငံမှာကျတော့လေဖြစ်မှထဲ့တဲ့ဟာတွေပဲရှိတယ် ဟုတ်တယ် ဒါမဖြစ်ခင်ဒါကိုကြိုတင်ကောက်ွယ်တာမရှိဖြစ်မှကူတာဟိုဘယ်လိုတင်းတိတ်ပေါက်ကမှတင်းတိတ်တောက်နေလိုက်ရှာတော့အဲ့လိုမျိုးပါနော်ဟုတ် အစောကြီးကဒါမိန်းကလေးကမျက်နှာလေးတစ်ခုလှိုက်နေမဟုတ်တကူကြီးတန်ရှင်းမှုကအရန်ကြီးတယ်မိန်းကလေးတယောက်ပါလေကိုဒီလိုမျိုးတကူကြီးတန်ရှင်းပြီးတော့အမြဲတန်ရှင်းဟိုတက်ရက်ပြီးတော့ပေါ့နော်အနက်ကကင်းနေဆိုကိုယုံကြည်မှုကပိုတိုးတယ်သူများကြီးဘာဖြစ်ဟိုသူများကြီးထက်ဆိုင်ကိုပို့ပြီးတော့ကိုအမြဲကြောက်မော်နေရပဲသိရမလားအဲ့ဒါအရန်တိတာကွာတခုအမြဲလည်းချုံမင်းသွားပြီးအဲ့လိုရားနေရမျိုးအပြည့်တအားစင်တာမျိုးဆိုမျက်နှာမှာတိတာတခုအဲ့လိုမရွှင်မလန်းဖြစ်တာမျိုးတွေစိတ်ကလေစိတ်နှောက်ရှက်အရန်ဖြစ်တယ် ဟုတ်တယ်ယုံကြည်မှုကနော် နည်းအရန်ရော့ကြတယ်အဲ့ဆိုဗာ3နှစ်နေပေါ့နော်ပုံမှန်လေး3မှပြပါရောဖြစ်နေပြီဆိုရင်ပုံမှန်လေး3မှပြပါတရက်ထက်နဲ့တော့အရန်ရှင်းနေလို့တရက်ထက်နဲ့မပြောက်ဘူးလို့ဘူးကိုကောင်းအောင်ကြည့်ပါချောအပြည့်နဲ့ဘူးကောင်းလို့မပြောက်ရင်ချောတက်လို့လာပြောသုံးဝင်ဆက်သက်ထားပြီးတော့တက်လို့လာပြောလို့ရတယ်မမတို့တော့ပြောလေချောလိုက်တာချလို့ရတယ်ကျွန်တော်ကအမခံတယ်ဒီမှာဘူးဒီဘူးကောင်းမှလည်းလုံးဝတိတာဟုတ်တယ်လုံးဝကောင်းတယ်ဖြူစင်းတော့လည်းလုံးဝချက်သွားတယ်အနှံ့အသက်ကဆိုလုံးဝပွေးစိန်လန်းဆန်းအဲ့ဒါချောတစ်ခါမှဘယ်နှမှုပါလဲပြောပြတယ် ချောတစ်ခါမှ3မှုတော့3မှုမြဲမှာတော့ဆိုခီးသွားရင်မြဲဆောင်ထားတယ်ဆိုတော့လုံးဝတက်ချောတဲ့ပတိပဲခီးသွားပြီဆိုရင်တို့ကဟိုအိတ်ချင်အဓိကနမှန်တော့ဟုတ်ကဲ့ပါစားချင်ရောအိတ်ချင်လည်းမမှန်ဘူးပြီးနေဘူးထဲမှာရိုက်ကအရန်ပင်ပန်းတယ်အဲ့ဒါဆက်ကြောင်လဲ စိတ်ကလည်းအဲ့လိုတော့အလုပ်ထဲမှာဒီတော့ချောအလုပ်ထဲမှာစိတ်နေထားတယ်စားလည်းစားနိုင်အိတ်လည်းမအိတ်နိုင်အဲ့လိုမပြင်းမချင်းဘူးလေစိတ်ကအရန်အဲ့ဖြစ်နေတာဆိုတော့ဒါလေးတွေလိုတယ်ပြီးအားစိတ်တွေတောက်တယ်အဲ့လိုဒါလေးကမရှိသေးချောတယ်ပဲလောကချောရဲ့အသေးစိတ်ဖြစ်နေ